အားလုံးမင်္ဂလာပါဒီနေ့တော့ frozen salmon ကိုဘယ်လိုဖြတ်တယ်လဲဆိုတဲ့ဟာကျွန်တော်ဘယ်လိုဖြတ်တယ်လဲပေါ့နော်ဒီကြအဲ့လိုမျိုးဖြတ်ရမယ်ဆိုတာတော့မဟုတ်ဘူးကျွန်တော်ဘယ်လိုဖြတ်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်ဒီငွေချင်းတွေကို sharing လုပ်ချင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးဖို့အတွက်လည်းကျွန်တော်တောင်းဆိုချင်ပါတယ်နော်ပထမဦးဆုံးဒီ salmon ရဲ့ပဲone bite ဖက်ပေါ့နော်ပြောရရင်တော့ one bite ဖက်နဲ့ကြောဖက်ကိုကျွန်တော်မလိုအပ်တဲ့ဒီဟာတွေကိုကျွန်တော်ဖေးပြီပေါ့နော်မလိုအပ်ဘူးဆိုတာကတော့ဟိုပြစ်ဖို့လွယ်တော့မဟုတ်ဘူးပေါ့နော်ဒါကတော့ဒီဟာရဟိုဟာတုံးလို့ရတယ်ဒီ roll တွေမှာတုံးလို့ရတာပေါ့နော်ပြီးတော့ salmon ဖြတ်ထားတဲ့ဟာတော့ကျွန်တော် nigiri တို့ roll အပေါ်မှာကတ်တဲ့ဟာတို့အတွက်တုံးဖို့ပေါ့နော်တချို့လူတွေကတော့တီးမှာပါနော်မတီးတဲ့လူတွေ sharing လုပ်တာဖြစ်ပါတယ်နော်ပြီးတော့ကျွန်တော်ဒီ frozen salmon ဆိုတော့ကျွန်တော်အဲ့လိုမျိုးပဲအလီခွဲမဲ့လုပ်နေတဲ့အချိန်မှာဒါနဲ့ဒီလိုစိုက်တာပေါ့လေသူကြောယူတဲ့ရှောက်ကိုကျွန်တော်စိုက်ပြီးမှခွဲတာပေါ့ပြီးတော့အဲ့ဒီအလီယူနာမှာရှိတဲ့အယိုးတွေပါတဲ့နေရာလေးတွေကိုဖေးတယ်ပြီးတော့ဒီအခုအမေးအောင်လေအကုန်ဖေးတာပေါ့နော်အဲ့ဒီကြောယူနာမှာဖေးဖို့ရန်ရည်ကြည့်ပါတယ်ပြီးတော့ဒီဘက်ချမ်းမရောဒီသူကနည်းနည်းပြော့ရဲပြီးတော့အယောင်မိန်တဲ့နေရာတွေပေါ့နော်သူကရေခေးထီလိုက်ရေပြောလိုက်ဖြစ်တဲ့နေရာတွေဖြစ်မှာပေါ့အဲ့ဒါတွေကိုဖေးမယ်နောက်တစ်ချောင်းရောလိုပါပဲခုနကတော့ပဲဒီအလေးယူအဲ့ဒီနာမှာအယိုးပါတယ်နော်အယိုးပါတဲ့ဟာကျွန်တော်ဖေးတာဟုတ်တယ်ပြီးတော့ဒီအခုမေမေလေးဟာဖေးမယ်အဲ့တော့ညီမဖေးဘူးဆိုရင်ညီနည်းနည်းငါးညီနဲ့ဟန်တယ်နော်တော့ဖေးအဲ့ဒါလေးဖေးရတာဖြစ်ပါတယ်ခုနလိုပဲဒီဘက်ချန်ရောအဲ့လိုညီပါမယ်နော်ဒီအပေါ်ပိုင်းလေးဟာရီဖေးမယ်ပေါ့လေပထမတချမ်းကျွန်တော်တို့ဖြတ်ပြီးပြီဆိုတော့ဒုတိယဒီတချမ်း belly fat ဖြစ်တဲ့ဒီ salmon ဟာကိုဖြတ်မယ်ဒီ salmon ကိုဖြတ်တဲ့အချိန်မှာခုပြောစရာရှိတာတော့ဒီသူ့ရဲ့အကြောပေါ့နော်အထင်းမှာအကြောရှိတယ်ဒီအကြောကို cross ပုံစံဖြစ်အောင်ကျွန်တော်တို့ဖြတ်ရမယ်နော်အဲ့လိုမှပဲကျွန်တော်တို့ cross ပုံစံဒီအကြောကိုပြတ်အောင်ဖြတ်နိုင်မှပဲဒီ salmon နာစားတဲ့အချိန်မှာအကျော်ကပြတ်သွားလို့မမာဘူးပေါ့နော်မဟုတ်ရင်အကျော်နဲ့အကျော်လိုင်းတိုင်းကျွန်တော်တို့ဖြတ်ရင်တော့စားတဲ့အချိန်မှာအကျော်ရီကြားထဲမှာပါပြီးမှကျွန်တော်စားတဲ့အချိန်မှာစားမကောင်းဘူးမာတယ်ပေါ့နော်အခုတော့ကျွန်တော်ဖြတ်နေတဲ့ဒီ salmon ကတော့ frozen salmon ကတော့ပြီးသွားပါပြီကျွန်တော်ခုနဒီ roll အတွက်ဖေးထားတဲ့ဒီဟာရီကိုပေးမှာထည့်မယ်
အဲ့ဒါပြီးတော့ကျွန်တော် shelf life level ပေါ့နော်တိတ်ကပ်နေပေါ့နော်ဒီနေ့ကျွန်တော်လုပ်ထားတယ်ဆိုတော့ဘယ်ရက်မှာတိတ်ကုန်နေရက်ကုန်နေအဲ့ဒီအတော်အတွင်းမှာပဲသုံးရမယ်နော်အဲ့ဒါတိတ်အရေးကြီးပါတယ်ရက်ဆွဲကပ်ဖို့အတွက်အရင်အရေးကြီးပါတယ်ဒီနေ့ဒီ salmon ကိုတော့ကျွန်တော်နှစ်ရက်ပဲသုံးလို့ရပါတယ်ကျွန်တော်တိတ်ကပ်ပါပြီဗီဒီယိုလေးကတော့လောက်ပါပဲဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်နေ like ကိုနှိပ်ပြီးမှ channel လေးကိုလည်းအားပေးနိုင်ပါတယ်နောက်ထပ်ဘာဗီဒီယိုတွေကျွန်တော်လုပ်ပေးရမလဲ comment မှာရေးလာခဲ့ပါ see you bye bye